Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တုံနေလေးရဆိုလို့ရှိရင်လည်းလွယ်ကူပြီးတော့ချင်းငယ်ဆက်ရတာလေးနဲ့သူတစ်ခွက်တည်းနဲ့လည်းထမင်းအရန်ကိုမိတ်စေတဲ့ခရမ်းချင်သည့်အမှုအဆက်တုံနေလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်ပထမဆုံးဖြိုးတို့ဒီအတုံးမှာထက်သုံးမဲ့သီးရွက်လေးတွေကိုအစစ်တက်တီထားပေးလိုက်ပါမယ်အရင်ဆုံးဖြိုးကကြက်တုံနေတစ်လုံးကိုခပ်ပနေထားလေးတွေတီထားပေးလိုက်ပါတယ်ဒါကတော့စီချက်လေးချက်ရန်အတွက်ပေါ့နော်ပြီးတော့ကြက်တဖြူသုံးမှစားလောက်ကိုလည်းခပ်ပနေထားလေးတွေပဲတီထားပေးလိုက်ပါတယ်ရှင်ပြီးရင်တော့ဖြို့တို့အမှုအရင်ပိုင်းလေးကိုဖြတ်ထုတ်ပြီးလို့ရှိရင်ဆက်ဆွပေးထားလိုက်ပါမယ်ပြီးရင်တော့သူ့ကိုရေဆေးသက်စင်ပေးထားလိုက်မယ်ပေါ့နော်အချင်းလက်လေးရဖို့အတွက်တံပြန်တိစိတ်စာလောက်ကိုပါအစင်းသက်လှီးပြီးတာနဲ့ရုပ်သီးနေငယ်ကိုလည်းခပ်ပနေထားလေးတွေလှီထားပေးလိုက်ပါတယ်ပြီးရင်တော့ဖြို့တို့နနပင်နေငယ်ကိုလည်းခပ်ပနေထားလေးတွေအစင်းသက်လှီးထားပေးလိုက်ပါမယ်နော်ဒီတော့လေးရဆိုလို့ရှိရင်လေဖြိုးရမ်းကြက်တဲ့တုတ်ထဲမှာပါတယ်ပေါ့နော်ခဏခဏလည်းတုတ်စားဖြစ်ပါတယ်ထမင်းနဲ့ဆိုင်လည်းတော်တော်လေးကိုစားလို့ကောင်းတယ်ပေါ့နော်မတုတ်စားဖူးကြသေးရင်တုတ်စားကြည့်နော်ခရမ်းချင်သီးနဲ့အမှုဆက်တဲ့သူတွေအတွက်တော့အရင်ကိုအဆင်ပြေတဲ့တုတ်လေးတစ်မျိုးပဲဖြစ်ပါတယ်ရှင်ပြီးရင်တော့အတိကပါတယ်ခရမ်းချင်သီးသုံးလုံးစာကိုလည်းမထုံပါနေထားလေးတွေထိထားပေးလိုက်ပါတယ်ခဲ့ပြီးတော့ဖြိုးခဏလေးထားတဲ့ချက်သွန်ဖြူနဲ့ချက်သွန်လေးကိုစီချက်လေးလာချက်ပေးလိုက်ပါမယ်နော်အရင်ဆုံးအိုးထဲကိုစီထည့်တယ်စီလေးပူလာတာနဲ့စနေမော့လေးနှင်းငယ်ကိုထည့်ပြီးတော့ခဏလေးထားတဲ့ချက်သွန်ဖြူလေးကိုထည့်ပြီးတော့စီချက်လေးချက်ထားပေးလိုက်ပါတယ်ကဲဖြိုးရဲ့စစ်ချက်လေးကအယောင်လေးရဲပြီးတော့ကျွတ်လာပြီဆိုလို့ရှိရင်တော့မီးကိုပိတ်ပေးလိုက်ပါမယ်နော်မီးပိတ်ပြီးတာနဲ့ဖြိုးကအယောင်တင်မှုနေငယ်ကိုထည့်ပေးလိုက်ပါတယ်ပြီးရတဲ့သူ့ရဲ့အပူရှင်လေးနဲ့ပဲသမတော့အောင်မှွေထားပေးလိုက်ပါတယ်ရှင်ဒါကတော့စီနီစစ်ချက်လေးပေါ့နော်ပြီးရင်တော့ဖြိုးရေနွေးကိုစုအောင်တယ်မယ်ရေနွေးလေးစုလာပြီဆိုလို့ရှိရင်တော့ခုနကဖြိုးရင်ဘက်ကိုဖြတ်ထုတ်ပြီးတော့ရေဆေးသက်စင်ပြီးရေစစ်ထားတယ်အမှုကိုထည့်ပြီးလို့ရှိရင်ပြုတ်ခါပေးလိုက်ပါမယ်နော်အမှုလေးကြက်လာတဲ့ထေပေါ့နော်ပြုတ်ထားတဲ့အမုံလေးကလည်းကြာလာပြီဆိုလို့ရှိရင်တော့ဆယ်ထုတ်ပေးလိုက်ပါမယ်ပြီးတော့သူ့ရေအေးလေးနဲ့တရေလောက်ဆေးချပေးလို့ရှိရင်ရေညှစ်ထားပေးလိုက်ပါမယ်နော်ကဲပါဝင်ပစ္စည်းအားလုံးလည်းဆယ်သက်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြိုးလို့စပြီးတော့တုပ်ပေးရန်အတွက်သုံးမဲ့ခွက်လေးဟဲကိုအမှုကိုထည့်ပေးလိုက်မယ်ပြီးတော့ခဏလေးထားတဲ့ခရမ်းချီတီကိုထည့်ပေးလို့ရှိရင်တော့ထောင်းထားပြီးသားပစိုးချထောင်းလေးနဲ့ငယ်ကိုထည့်ပေးလိုက်ပါမယ်နော်ပြီးရတဲ့ပဲအကျန်းမုတ်ရယ်မြေပဲလော်ထောင်းလေးရယ်ညှို့သီးနေရယ်ပြီးတော့လှီထားတဲ့နံပင်နဲ့ရက်တာတွက်ကအသားမုံနေငယ်ပြီးတော့ငံပြိုင်နေငယ်နဲ့ဖြိုးလို့ခဏချက်ထားတဲ့စင်းစီချက်လေးကိုထည့်ပေးလိုက်ပါမယ်နော်နောက်ဆုံးကြမှာတံပြန်သေးလေးကိုညှစ်ထည့်ပြီးလို့ရှိရင်တော့အားလုံးသမတော့အောင်နေတော့ပေးလိုက်ပါမယ်ဗီဒီယိုတန်သွင်းနေအောင်ပြန်ပြီးတော့စားချင်လာတယ်ပေါ့နော်ဒီတုပ်လေးကိုပြောတော့အရင်ကိုကြိုက်ပါတယ်ဒီတံပြန်သေးနေရမှာကိုကတံပြန်သေးနဲ့ကိုမကြိုက်ဘူးဆိုလို့ရှိရင်မကြီးမဲ့ရေကိုထည့်သုံးမယ်ဆိုလည်းရပါရဲ့နော်ကဲပြီးတော့အားလုံးသမတော့အောင်တုပ်သွားပေးလိုက်ပါမယ်ရှင်အနက်လေးရဆိုလို့ရှိရင်အရင်ကိုမွေးပါတယ်ကဲဖြိုးနဲ့တော့ပြလိုက်တာသမလာပြီဆိုလို့ရှိရင်တော့ရတာပေါ့ငံကိုမြေးပေးလိုက်ပါမယ်နော်ဒီနေရာမှာပေါ့ငံကတော့ကိုစိတ်ကြိုက်ပြင်ပေးနိုင်ပါရဲ့နော်ဖြိုးရတော့သူတွေကိုငံပြိုင်လေးနှင်းငယ်ကိုထပ်ထပ်ပေးထားပါတယ်နည်းနည်းလေးပေါ့သလိုခံစားရတာနဲ့လေပြီးတော့အားလုံးသမတော့အောင်ပြန်ပြီးတော့နောက်တစ်ခေါက်နဲ့ထားပေးလိုက်ပါမယ်ရတာလည်းဆင်ကြည့်ပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေ့ဟာဆိုလို့ရှိရင်တော့ချင်းကစားရတာလေးနဲ့အနက်လေးရလည်းမှုပြီးအရင်ကိုစားလို့ကောင်းတယ်ဖြိုးတို့ရဲ့ခရမ်းချစ်တီအပ်မှုဆက်တုပ်လေးရတော့စားဖို့စသဖြင့်နေပါပဲရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကဲဒါဆိုဖြိုးရဲ့နောက်ဗီဒီယိုအသစ်တွေမှာပြန်ဆောင်ကြမယ်နော်အားလုံးဘိုင်ဘိုင်